စီးပွားရေးပညာ economics မှာဆိုရင်နိုင်ငံရေးအသုံးချစီးပွားရေးအမြတ်ထုတ်ခြင်း rent seeking ဆိုတဲ့အလွန်ရေးပါတဲ့အယူဆတစ်ခုရှိပါတယ်။ရိုးရှင်းဆုံးပြောရရင်ဒီပြုမှုကကိုယ်တိုင်ကုန်ပစ္စည်းအသစ်ဒါမှမဟုတ်ဝန်ဆောင်မှုအသစ်ထုတ်လုပ်ခြင်းအပြင်တမိုးဖန်တီးခြင်းမဟုတ်ပဲရှိပြီးသားဥပဒေဒါမှမဟုတ်မူဝါဒတွေကိုပြောင်းလဲဖို့ကြိုးစားပြီးဝင်ငွေရှာဖွေခြင်းကိုဆိုလိုပါတယ်။အဲ့ဒါကိုချမ်းသာမှုကိုဖန်တီးခြင်း creating wealth မဟုတ်ဘဲနဲ့ချမ်းသာမှုကိုခွဲဝေယူခြင်း redistributing wealthဒါမှမဟုတ်အခွင့်အရေးရယူခြင်းလို့လည်းခေါ်ဆိုနိုင်ပါတယ်။ဥပမာအားဖြင့်ဆိုရရင်ကုမ္ပဏီတစ်ခုကပုံမကောင်းမွန်တဲ့ကုန်ပစ္စည်းထုတ်လုပ်ဖို့ဒါမှမဟုတ်ဈေးရိတ်လျှော့ချဖို့အတွက်အချိန်နဲ့ငွေသုံးမဲ့အစားအစိုးရကိုလှုံ့ဆော်ပြီးတော့ပြန်ဘက်ကုမ္ပဏီတွေဈေးကွက်ထဲဝင်မလာနိုင်စေဖို့စီးမြင်တွေဒါမှမဟုတ်ဥပဒေတွေချမှတ်ခိုင်းခြင်းဟာ rent seeking ရဲ့အဓိကသဘောတရားဖြစ်ပါတယ်။ဒီလိုလုပ်ဆောင်တာဟာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကိုအကြီးအကျယ်ထိခိုက်စေပါတယ်။စီးပွားရေးပညာရှင်အန်ခရူဂါက1984ခုနှစ်မှာ rent seeking ကိုပထမဆုံးစနစ်တကျတင်ပြခဲ့ပြီး rent seeking ကြောင့်နိုင်ငံတွေဟာမလိုအပ်တဲ့ငွေကြေးကုန်ကျမှု debt weight loss တွေဖြစ်ပေါ်စေကြောင်းမိမောင်းထိုးပြခဲ့ပါတယ်။ rent seeking ဟာပွင့်လေးတဲ့ဈေးကွက် free market ကိုပျက်စီးစေပြီးနောက်ဆုံးမှာအလုပ်သမားစားသုံးသူနဲ့ရိုးသားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးကိုထိခိုက်စေပါတယ်။ဒီနေ့ဗီဒီယိုမှာဆိုရင် rent seeking ဟာနိုင်ငံတကာနိုင်ငံရဲ့စီးပွားရေးထုတ်လုပ်မှုနဲ့ချမ်းသာကြွယ်ဝမှုဖြန့်ဝေပုံကိုဘယ်လိုမျိုးဖျက်ဆီးတဲ့ဆိုတာကိုရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအပိုင်းအနေနဲ့ rent seeking ရဲ့ပုံစံတွေနဲ့နားလည်ထားရမယ့်အချက်တွေကိုပြပေးသွားပါမယ်။နံပါတ်1 license နဲ့ permit ထိန်းချုပ်မှု controlling license and permits လုပ်ငန်းအသစ်တွေဈေးကွက်ထဲမှာဝင်လာနိုင်အောင်ဒါမှမဟုတ်ပြန်ဘက်ကုမ္ပဏီအသစ်တွေထုတ်လုပ်မှုမလုပ်နိုင်အောင်အစိုးရရဲ့ license ပေးခြင်း licensing ကိုထိန်းချုပ်ဖို့ကြိုးစားခြင်းဖြစ်ပါတယ်။ဒါဟာအဲ့ဒီလုပ်ငန်းကိုလက်ရှိလုပ်ကိုင်နေတဲ့လူတွေနဲ့အစိုးရအရာရှိနဲ့နှီးစပ်သူတွေအတွက်အခွင့်အရေးရစေခြင်းဖြစ်ပါတယ်။နံပါတ်2အခွန်ဒါမှမဟုတ်အကူအညီများတောင်းဆိုခြင်း seeking subsidies or tax breaks ကုမ္ပဏီတစ်ခုဒါမှမဟုတ်လုပ်ငန်းနယ်ပယ်တစ်ခုကမိမိအတွက်ကအထူးခွန်လျှော့ပေါ့မှုဒါမှမဟုတ်အစိုးရထောက်ပံ့ကြေးတွေ subsidies တွေကိုရယူဖို့အတွက်နိုင်ငံရေးသမားတွေကိုလွှမ်းမိုးခြင်းဖြစ်ပါတယ်။အဲ့ဒါဟာတရားဝင်ရှင်းပြမှုကိုပျက်စီးစေပါတယ်။နံပါတ်3သွင်းကုန်ကန့်သတ်ချက်များချမှတ်ခြင်း import restrictions ပြည်တွင်းကုမ္ပဏီတွေကနိုင်ငံခြားပြိုင်ဘက်ကုန်ပစ္စည်းတွေဈေးကွက်တဲ့အလွယ်တကူဝင်မလာနိုင်စေဖို့သွင်းကုန်ခွန် tariffs တွေဒါမှမဟုတ်ကန့်သတ်ချက်တွေ quotas တွေကိုချမှတ်ခိုင်းခြင်းဖြစ်ပါတယ်။အဲ့ဒါဟာပြည်တွင်းစားသုံးသူတွေအတွက်ဈေးနှုန်းမြင့်တက်စေပါတယ်။နံပါတ်4နိုင်ငံရေးလူတန်းမှုများနဲ့ lobby လုပ်ခြင်း political lobbying rent seeking အပြုအမူအများစုဟာနိုင်ငံရေးလူတန်းမှုတွေဒါမှမဟုတ်နိုင်ငံရေးဩဇာအာဏာရှိသူတွေကို lobby လုပ်ခြင်းဆိုတဲ့ဒီတန်းတွေကနေတဆင့်ပေါ်ပေါက်လာတတ်ပါတယ်။ဆက်လက်ပြီးဒုတိယအပိုင်းမှာဆိုရင်တော့စီးပွားရေးတိုးတက်မှုနဲ့ထုတ်လုပ်မှုပေါ် rent seeking ကဘယ်လိုသက်ရောက်လဲဆိုတာကိုပြပေးသွားပါမယ်။ပထမဆုံးတစ်ချက်အနေနဲ့တန်ဖိုးဖန်တီးမှုလျော့ကျခြင်းကုမ္ပဏီတွေဟာပုံမကောင်းမွန်တဲ့ထုတ်ကုန်တွေထုတ်လုပ်ဖို့ production ဒါမှမဟုတ်တည်ထွင်ဆန်းသစ်ဖို့ innovation အတွက်အချိန်နဲ့ငွေကိုမသုံးစွဲတော့ပဲအစိုးရမူဝါဒတွေကိုပြောင်းလဲဖို့ lobbying အတွက်သာအချိန်နဲ့ငွေကိုသုံးစွဲလာကြပါတယ်။ဒါကြောင့်နိုင်ငံရဲ့စုစုပေါင်းထုတ်လုပ်နိုင်စွမ်း GDP တိုးတက်မှုကိုနှိမ့်ကွေးစေပါတယ်။ဒုတိယအချက်အရေးမြစ်များမှားယွင်းအသုံးပြုခြင်း misallocation of resources လုပ်ငန်းတွေဟာတည်ထွင်ဆန်းသစ်တဲ့အလုပ်တွေလုပ်မဲ့အစားမူဝါဒချမှတ်သူတွေရဲ့စိတ်နဲ့အာရုံကိုရယူဖို့ဒါမှမဟုတ်အစိုးရစာချုပ်တွေရရှိဖို့အတွက် lobbying လုပ်တဲ့အလုပ်တွေစီကိုဦးတည်သွားကြပါတယ်။ဒီလိုဖြစ်တဲ့အခါနိုင်ငံရဲ့အရင်းမြစ်တွေဟာအကျိုးမရှိတဲ့နေရာမှာကုန်ဆုံးသွားပါတယ်။တတိယချက်စားသုံးသူများနစ်နာခြင်း rent seeking ကြောင့်ဈေးကွက်ထဲမှာရှင်ပြိုင်မှုနှဲပါလာတဲ့အခါဥပမာဈေးကွက်ကိုအစိုးရနဲ့နှီးစပ်တဲ့လူသစုကပဲလွှမ်းမိုးချုပ်ကိုင်နေတဲ့အတွက်ကြောင့်ကုန်ပစ္စည်းရဲ့ဈေးနှုန်းတွေမြင့်တက်လာပြီးတော့အရေးအသွေးတွေကျဆင်းသွားပါတယ်။ဒါကိုနောက်ဆုံးမှာစားသုံးမှုတွေကခံရပါတော့တယ်။နောက်ဆုံးချက်ဈေးကွက်ရန်တရားပျက်စီးခြင်းrent seeking ပြုမှုတွေဟာအကောင်းဆုံးလုပ်ဆောင်နိုင်တဲ့သူကအနိုင်ရမယ်ဆိုတဲ့ဈေးကွက်ရဲ့အခြေခံသဘောတရားကိုဖျက်ဆီးပစ်ပါတယ်။နိုင်ငံရေးသမားတွေအာဏာရှိသူတွေနဲ့ဆက်ဆက်ရေးအကောင်းဆုံးလူတွေကသာအနိုင်ရမယ်ဆိုတဲ့အခြေအနေမျိုးကိုရောက်ရှိသွားစေပါတယ်။နောက်ဆုံးပိုင်းမှာဆိုရင် rent seeking က wealth distribution ကိုဘယ်လိုပုံစံတွေနဲ့ဖျက်ဆီးပစ်လဲဆိုတာကိုပြပေးသွားပါမယ်။ပထမတစ်ချက်ဝင်ငွေမညီမျှမှုပိုဆိုးရလာခြင်း increase inequality rent seeking ရဲ့အဓိကအကျိုးရလဒ်ကတော့အာဏာပိုင်တွေဒါမှမဟုတ်နိုင်ငံရေးသမားတွေနဲ့နှီးစပ်တဲ့အရင်းရှင်အ ਨੇ စုစီကိုသာနိုင်ငံရဲ့စီးပွားရေးအကျိုးအမြတ်တွေစုပုံသွားခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ဆင်းရဲချမ်းသာကွာဟမှုပိုကြီးမားလာစေပါတယ်။ဒုတိယအချက်ကတော့ငွေကြေးဆိုင်ရာခွဲခြားဆက်ဆံမှုတွေဖြစ်ပါတယ်။တာမန်ပြည်သူလူထုဒါမှမဟုတ်အသေးစားလုပ်ငန်းရှင်တွေကစီးပွားရေးအခွင့်အလမ်းတွေရရှိဖို့အတွက်တစိုးလက်ဆောင်ပေးခြင်းဆိုတဲ့ rent seeking ပြုမှုတွေကိုမတတ်နိုင်တဲ့အခါစနစ်ထဲကနေဖယ်ထုတ်ခံရပြီးဝင်ငွေရှာဖွေဖို့ခက်ခဲစေပါတယ်။
အချုပ်အပြည့်ဆိုရရင်နိုင်ငံရေးအတောင့်ချစီးပွားရေးအမြတ်ထုတ်ခြင်း brand seeking ဆိုတာဟာလူမှုအဖွဲ့အစည်းနဲ့စီးပွားရေးအတွက်အလွန်အန္တရာယ်ရှိတဲ့ကင်ဆာရောဂါတစ်မျိုးနဲ့တူပါတယ်။ဒီတော့မှလူသစုကိုအကျိုးဖြစ်ထွန်းစေပေမဲ့ဒီရှိမှာတော့နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကိုရပ်တန့်စေခြင်းထုတ်လုပ်မှုအရေးသွေးကျစေခြင်းနဲ့ဆင်းရဲချမ်းသာကွာဟမှုကိုဆိုးရွားစေခြင်းစတဲ့ဆိုးကျိုးတွေကိုဖြစ်ပေါ်စေပါတယ်။ brand seeking ကိုတိုက်ဖျက်နိုင်ဖို့အတွက်ပွင့်လင်းမြင်သာမှု transparency ရှိတဲ့အစိုးရခိုင်မာတဲ့ဥပဒေစိုးမိုးမှုနဲ့တရားမျှတတဲ့ရှင်ပြိုင်မှုကိုအားပေးတဲ့ဈေးကွက်ရန်ရာတို့ကအဓိကအရေးပါကြောင်းဒီနေ့ဗီဒီယိုကနေတင်ပြလိုက်ရပါတယ်။နောက်ပတ်တွေမှာလည်း personal finance, economics နဲ့ business နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတက်ဆက်ပေးသွားအောင်မှာဖြစ်လို့ Money Insight မြန်မာ channel ကို like and follow လုပ်ထားပေးကြပါဦးနော်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။